Roma Empire ရဲ့အစွန်ပြားမှာရှိတဲ့ကျွန်းတစ်ကျွန်းနှစ်900နီးပါးလောက် Empire ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပူပါတယ်။ဒါကတော့သွေးကြွထန်ယုံများရဲ့သိမ်းပိုက်မှုတွေပြင်းထန်တဲ့ပုံကယ်မှုတွေနောက်ဆုံးမှာတော့နားလေရခဲ့တဲ့ဆုံးခွာမှုတွေနဲ့ပြင်းနေတဲ့ဖြစ်တင်ရဲ့ဇလန်တပုတ်ပါပဲ။ ကဲစဉ်းစားကြည့်ရအောင်ကြီးကျယ်ခန္ဓာရဲ့ Empire ကြီးတစ်ခုကသူ့ရဲ့နေမြေတစ်ခုကိုရွတ်တရက်ငါတို့သွားပြီးဆိုပြီးလက်လွတ်လိုက်ရင်ဘာတွေဆက်ဖြစ်မလဲအာနာကွက်လက်ဖြစ်သွားတဲ့အခါဘသူတွေကအဲ့ဒီနေရာကိုဝင်ယူမလဲဒီမေခွန်းကပဲ Roma ခေတ် Britain ရဲ့အဆုံးသတ်နောက်ွယ်ကအဖြစ်ပြက်တွေရဲ့အဓိကသွားချက်ဖြစ်နေပါတယ် ကဲဒီဇလန်မှာပို့ပြီးရှင်းရှင်းလင်းလင်းဖြစ်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်လိုက်ကြရအောင်ပထမဆုံးဂျူလီယက်စီဇာရဲ့ခြေချမှုကနေစပြီးတကယ်သိမ့်ပဲမှုနဲ့ရောမရင်ကျေးမှုလွှမ်းမိုးလာပုံကိုဆက်ကြည့်ပါမယ်ပြီးရင်တော့ဘယင်မော့ဘူဒီကဦးဆောင်ရဲ့သွေးစွန်ခဲ့တဲ့ပုံကံမှုကြီးအကြောင်းကိုလေ့လာမယ်အဲ့ဒီနောက်မှာတော့ Empire ရဲ့တဖြည်းဖြည်းကျဆင်းလာပုံနောက်ဆုံးမှာတော့ရောမတွေထွက်သွားပြီးနောက်ဘာတွေထွတ်ကြံခဲ့တယ်လဲဆိုတာကိုစမ်းစစ်သွားမှာပါ ဟုတ်ပြီပထမဆုံးအနေနဲ့အရာအလုံးရဲ့အစကိုပြန်သွားကြည့်ကြရအောင်ရောမရီပြည်တိုင်ကိုခြေချလာတာကနေမီသိမ့်ပိုက်မယ်ဆိုတဲ့ကြီးကြီးမားမားကြီးမှန်းချက်နဲ့မဟုတ်ခဲ့ဘူးဗျာအဲ့ဒီအစကဘာကျော်ဂျူလီယက်စီဇာရဲ့စူဇန်လိုစိန်နဲ့စစ်ရေးပြူဟာကြောင့်အရာအလုံးစတင်ခဲ့တာပါစီဇယ်ရဲ့ကြိုးပမ်းမှုတွေကအစပိုင်းမှာတော့လွယ်လွယ်ကူကူမဖြစ်ခဲ့ပါဘူး BC 90များငုံနှစ်ကပထမအချိန်မှာဆိုရင်ဗြိတိန်မျိုးနွယ်စုတွေရဲ့ပြင်းထန်တဲ့ခုခံမှုကြောင့်အရှုံးနဲ့ရင်ဆိုင်ပြီးဆုတ်ခွာခဲ့ရတယ်။နောက်တစ်နှစ်မှာတော့သင်ခန်းဆောက်ယူပြီးအင်အားအများကြီးနဲ့ပြန်လာခဲ့ပေမဲ့အဲ့ဒါကလည်းအခွန်ကောက်ခံယုံလောက်ပဲသိပြီးတော့ထင်းချုံနိုင်ခဲ့တာမျိုးမဟုတ်ဘူး။ဒါပေမဲ့ဒီကြိုးပမ်းမှုတွေကရောမတွေအတွက်ဗြိတိန်ဆိုတဲ့နယ်မြေကိုမျက်စိကျစေခဲ့ပြီးနှစ်တရာအကြာမှာဖြစ်လာမဲ့အကြီးစားကျူးကျော်မှုအတွက်မျိုးစိချပေးခဲ့တယ်လို့ပါပဲ။စီဇာရဲ့စူဆာမိုးတွေပြီးလို့နှစ်တရာနီးပါးလောက်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ရောမတွေပြန်လာခဲ့ပါတယ်။ဒီတစ်ခါတော့ Britain ကိုအပီးတိုင်းသိမ်းပိုက်ဖို့အတွက်ပါ။ဧကရာ Claudius ရဲ့အမိန့်နဲ့ပေါ့။အဓိကသာလို့ Empire ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ဖို့ရယ် Britain ရဲ့တရင်စာဓာတ်တွေကိုလိုချင်လို့ရပါပဲ။ Claudius ရဲ့ကျူးကျော်မှုကတော်တော်လေးကိုစနစ်တကျရှိခဲ့တယ်ရောမတက်မတော်ကြီး၄ခုကအင်္ဂလန်အရှေ့တောင်ပိုင်းကိုဝင်ရောက်ပြီးဒေသခံတွေကိုအလွယ်တကူပဲအနိုင်ယူနိုင်ခဲ့တယ်သူတို့ရဲ့ပထမဆုံးမြို့တော်ကာမူလူဒူနန်အခုခေတ် Colchester မြို့ကိုတည်ထောင်ပြီးအခြေစိုက်ခဲ့တယ်။ဒါပေမဲ့ရားလုံးကလွယ်လွယ်နဲ့ပြီးသွားတာတော့မဟုတ်ဘူးပေါ့ဗျာ။အနောက်ဘက်အဝေးနယ်ရဲ့တောင်နှမ်းတွေမှာတော့ရောမတွေကပျောက်ကြားစစ်ပွဲတွေနဲ့နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရပါတယ်။တိလားရိုးမတွေရဲ့အကြီးမားဆုံးလက်နက်ကတကယ်တော့ဓာတ်တို့လန်တို့မဟုတ်ဘူးရာ။သူတို့ရဲ့ယဉ်ကျေးမှုပဲ။ Romanization လို့ခေါ်တဲ့ကြီးဖြစ်စဉ်ကစစ်အင်အားထုံထားတဲ့တောင်ပိုပြီးထိရောက်ခဲ့တယ်။သူတို့ကနေထိုင်မှုပုံစံဥပဒေဘာသာစကားတွေကိုယူဆောင်လာပြီးဒေတာကန်တွေကိုရိုမလူမျိုးတွေလိုနေထိုင်ခြင်းလာအောင်ဆွဲဆောင်ခဲ့တယ်။အထူးသဖြင့်ဒေတာကန်ခေါင်းဆောင်တွေကိုရိုမလူနေမှုဘဝရဲ့အကျိုးကျေးဇူးတွေပေးပြီးသူတို့ဘက်ပတ်အောင်တင်းသွင်းခဲ့တာပေါ့။ Roma Empire ရဲ့အင်္ဂါနဲ့စီကံကိုပြတဲ့အထင်ရှားဆုံးသက်တည်တစ်ခုကတော့ Hadrian တတိုင်ကြီးပဲပေါ့။ AD 120နှစ်မှာဒီဆောက်ခဲ့တဲ့ဒီတတိုင်ကြီးကဂန်ယိုဒန်တစ်ခုကနေတစ်ခုအထိရှည်လျားပြီးဒါကဒီဘက်ချမ်းကယဉ်ကျေးမှုဟိုဘက်ချမ်းကလူရိုင်းတွေဆိုပြီးကဘာကြီးကိုနှစ်ချမ်းခွဲပြလိုက်တယ်လို့ပဲရောမတွေရဲ့အာဏာပဲထိတရောက်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတဲ့သင်္ကေတတစ်ခုပေါ့ဒါပေမဲ့ရောမတို့ရဲ့အုပ်ချုပ်မှုကအမြဲတမ်းငင်းချမ်းခဲ့တာတော့မဟုတ်ဘူးလေရောမတို့ရဲ့မောင်မာမှုနဲ့ရက်စမှုတွေနဲ့မွေးခွာလာတဲ့တမိုင်းမှာအပြင်းထန်ဆုံးပုံကမှုကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်အဲ့ဒါကတော့ IC9 မျိုးနွယ်စုရဲ့စစ်သူရဲဘယမဘူတိကဥဆောင်တဲ့လက်စားချေတိုက်ပွဲပါပဲဒီပုံကမှုရဲ့မီးဆက်ကဘယ်ကစလဲဆိုတော့ရောမတွေရဲ့ရက်စမှုကနေစတာသူတို့က IC9 ဘယမဘူတိကကိုလူများရှိမှချိန်နံပေးရုံမကဘူးသူ့ရဲ့သမီးတော်တွေကိုပါမိုရင်းကျင်ပြီးကွန်တိခါကိုစော့ကားခဲ့တယ်ဒီရှက်ခွဲမှုကဒေါသမီကိုတောက်လွန်စေခဲ့ပြီးတော့မျိုးနွယ်စုတွေဟာဘူတိကရဲ့နောက်မှာတခဲနဲ့ပုံငင်ကြတော့တာပဲသူတို့ကရောမမြို့ကြီးဖြစ်တဲ့ခမူလိုဒူနမ်နဲ့လန်ဒန်နီယန်တို့ကိုမီရှော့ပြားချခဲ့ပြီးရောမအောက်ချုပ်ကြီးကိုအမေကနေလှုပ်ခါပစ်ခဲ့တယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရောမစစ်တပ်ရဲ့စီကန်းနဲ့နီးဗျူဟာအောင်မှာဒီပုံငယ်မှုကြီးဟာသွေးချောက်စီပြီးအဆုံးသတ်ခဲ့ရပါတယ် ဒီပုံကံမှုကဘလောက်တောင်ပစ္စည်းဆုံးရှုံးခဲ့လဲဆိုတာကြည်ကင်းကရန်ကိုကြည့်လိုက်ရင်သိနိုင်တယ်လူပေါင်း80ထောင်ဒါကရောမတွေနဲ့သူတို့ကိုထောက်ခံတဲ့ဗြိတိန်လူမျိုးတွေရဲ့အသက်ပါဒီရဲ့အသက်ကဘူဒီကညက်သောတာနဲ့လက်စားချီလို့စီဘလောက်ပင်းထန်ခဲ့တယ်လဲဆိုတာကိုသက်သေပြနေတာတဲ့ကဲအခုဆိုရင်တော့ရောမအင်ပါယာရဲ့အထုအထိတ်ကာလကနေနေဝင်ချိန်ဘက်ကိုရောက်လာပါပြီဗြိတိန်ပြည်နယ်မှာရှိတဲ့ရောမအုပ်ချုပ်ရေးဟာပင်ပန်းလိုက်ရန်သူတွေရဲ့တိုက်ခိုက်မှုတွေရောအင်ပါယာအတွင်းပိုင်းကပြဿနာတွေကြောင့်ပါတသေးသေးနဲ့အကြောင်းထင်လာခဲ့ပါတယ်ရိုမာရဲ့ပြည်တင်ပေါ်ချုပ်ကိုင်မှုကအကြောင်းရင်းတွေအများကြီးကြောင့်အားလဲလာခဲ့တယ်ပင်လယ်ကမ်းရိုးတန်းတွေကိုဆက်စွန်ပင်လယ်တားပြားတွေကအဆက်မပြတ်ဝင်တိုက်တယ်အင်ပါယာတစ်ခုလုံးကလေစီးပွားရေးကျဆင်းလာတော့ဟိုးအဝေးကြီးကပြည်တင်ကိုထောက်ပံ့ဖို့ကမလွယ်တော့ဘူးအရေးကြီးဆုံးကတော့ရိုမာမျိုးတော်မှာ
ဧကရာတ်တွေအချင်းချင်းထပ်ဖြတ်ပြီးပြည်တွင်းစစ်တွေဖြစ်ညှိချင်းမှာပြည်တင်လို့အစွန်ဖျားပြည်နယ်ကိုကာကွယ်ဖို့ဘသူမှအာရုံမစိုက်နိုင်တော့ပါဘူး။နောက်ဆုံးတော့ရှောင်လွဲလို့မရတဲ့အဆုံးသက်ကိုရောက်လာခဲ့တယ်။နှစ်ပေါင်း400နီးပါးကြာအောင်ကာကွယ်ပေးခဲ့တဲ့ရောမစစ်တပ်တီဟာဧကရာဟိုနိုရီယက်စ်ရဲ့အမိန့်နဲ့ဗြိတိန်ကျွန်းကိုအပြီးတိုင်းဆွန့်ခွာသွားခဲ့ပါတယ်။အဲ့ဒီနေ့ကစပြီးဗြိတိန်ဟာသူ့ရဲ့ကံကြမ္မာကိုတယောက်တည်းရင်ဆိုင်ဖို့အထီးကျန်ကြံရက်ခတ်ရတော့တာပဲ။ အထစ်ကျစ်တွေကအစွန်းထက်မှာတော်တော်လေးကိုအချိန်မြန်သွားတယ်။လေးရာစုနောင်ပိုင်းမှာရောမန်အင်ပါယာကနေရာထဲမှာပြဿနာတွေနဲ့ရင်ဆိုင်နေရလို့ဗြိတိန်ကိုကာကွယ်ဖို့အင်အားမရှိတော့ဘူး။ AD 410မှာရောမစစ်တပ်တွေထွက်သွားတယ်ဆိုတဲ့သတင်းကအချက်ပေးလိုက်တယ်လို့ပါပဲ။မကြခင်မှာပဲဥရောပတိုက်ကအင်္ဂလိုဆက်ဆွန်မျိုးနွယ်စုတွေဟာလေဒီအပြည့်နဲ့ဗြိတိန်ကမ်းခြေဒီစီကိုလိုင်းလုံးကြီးတွေလို့တလေးလေးတက်လာပါတော့တယ်။ ရောမာတွေထွက်သွားတာနဲ့တကွက်နဲ့ဗြိတိန်ဟာအမောင်ခစ်တဲ့ကိုချက်ချင်းနီးပါးကြားရောက်သွားခဲ့တယ်။ခဏတဲ့ရောမမျိုးကြီးတွေကတဖြည်းဖြည်းလူသူမဲ့တော်တွေဖြစ်သွားပြီ။လမ်းတွေတန်တားတွေပျက်စီးကုန်တယ်။ဘ ਹੁ အုပ်ချုပ်ရေးမရှိတော့တဲ့အတွက်စစ်ကြွရဲ့ငယ်တွေအချင်းချင်းတိုက်ခိုက်ကြပြီးနိုင်ငံကအစိတ်စိတ်အမွှားမွှားဖြစ်သွားခဲ့တယ်။ဒါပေမဲ့အရာအလုံးပြော့ကွယ်သွားတာတော့မဟုတ်ဘူးပေါ့နော်။ရောမာတွေခြံထားခဲ့တဲ့လမ်းတွေဥပဒေအယူအဆတွေနဲ့ခရိယန်ဘာသာကတော့နောက်ထပ်ခေတ်တစ်ခုအတွက်မျိုးစေ့အဖြစ်ကျန်ရစ်ထဲပါတယ်။ရောမခေတ်ဗြိတိန်ရဲ့ဇက်လန်ကနေကျွန်တော်တို့ရနိုင်တဲ့အကြီးမားဆုံးသင်ခန်းစာကတော့ဒီကိုခါချစ်ထဲမှာအကုန်ပါနေလေ။အင်ပါယာတစ်ခုရဲ့ညီကုန်းဟာတိုက်ပွဲတစ်ခုတည်းနဲ့အဆုံးအဖြတ်ပေးတာမျိုးမဟုတ်ပဲတဖြည်းဖြည်းတိုက်စားပျက်စီးသွားတဲ့လုပ်ငန်းစဉ်တစ်ခုတာဖြစ်တယ်လေ။ပြောချင်တာကဒါဟာရုတ်တရက်ကြီးပြိုကျသွားတာမျိုးမဟုတ်ပဲရာစုနှစ်ပေါင်းများစွာတဖြည်းဖြည်းနဲ့ယိုယွင်းပျက်စီးသွားခဲ့တာပါ ကဲဒီတမိုင်းဆက်လန်ကနေကျွန်တော်တို့ပါတီတင်ယူလို့ရလဲပထမတစ်ခုကနယ်မြေတစ်ခုကိုတင်ပိုက်ရတာထက်ထိမ့်တိုင်းထားရတာကပိုခက်ခဲတယ်ဆိုတာပါပဲဒုတိယအနေနဲ့ဟက်ဒရီယန်ယန်တန်တိုင်းလိုနယ်နီးမေတွေဟာအချိန်ကြာလာတာနဲ့အမျှတကယ်အကားအကွယ်ဆိုတာထက်စိတ်ကူးထက်ကမြင်းတကြောင်ချစ်ထွန်းနိုင်တယ်ဆိုတာကိုဖော်ပြနေတယ်နောက်ဆုံးအနေနဲ့အင်ပါယာတစ်ခုကစစ်ရှုံးလို့ပျက်စီးတာထက်သူတာဝန်ယူထားတဲ့နေရာကနေထွက်သွားတဲ့အခါမှာပိုပြီးကြီးမားတဲ့ပျက်စီးမှုတွေဖြစ်စေနိုင်တယ်ဆိုတာကိုသတိပေးနေပါတယ်နောက်ဆုံးအနေနဲ့စူးစမ်းစရာမိကုံးလေးတစ်ခုနဲ့အနည်းကုန်းချုပ်လိုက်ခြင်းပါ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပြည့်သုံးသွားပြီဖြစ်တဲ့အင်ပါယာတွေရဲ့အရေးတွေသူတို့ရဲ့သက်စေတွေကဒီနေ့ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးကိုဘယ်လိုများဆက်ပြီးပုံဖော်နေသေးလဲ။ ဒီနေ့တင်ဆက်မှုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ဒီအကြောင်းအရာကိုပိုပြီးစိတ်ဝင်စားလို့လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့အထုံးပြုခဲ့တဲ့အသားများရင်းမြစ်တီကိုဒီမှာဖော်ပြပေးချပါတယ်